ကံတရားတစ်ခုဟာကိုယ်တိုင်ကလည်းဖြူစင်မှုမရှိတဲ့အပြင်အကျိုးတရားကိုထုတ်လုပ်တဲ့အခါမှာမဲညစ်တဲ့အကျိုးကိုထုတ်လုပ်တယ်အဲ့ဒီကံမျိုးကိုလုံးမိတဲ့ပုဂ္ဂိုလ်တယောက်ဟာတန်တရားထဲမှာအစင်းရဲဆုံးဖြစ်တဲ့ငရဲဘုံကိုရောက်သွားတယ်ဒါကြောင့်မို့ကံတရားဆိုတာသရဝါတွေကိုထို့ဘဝသို့ဆောင်ကျင်းနေတာပဲဖြစ်တယ်တော့တန်တရားခရီးသွားတဲ့အခါမှာကဏ္ဏဝိပါကလို့ခေါ်တယ်မဲညစ်ပြီးတော့ကိုယ်တိုင်ကမဲညစ်ပြီးတော့မဲညစ်တဲ့အကျိုးသို့မဟုတ်ဖြူစင်မှုကင်းပြီးတော့ဖြူစင်မှုမရှိတဲ့ဆိုးကျိုးကိုပေးရတဲ့ကံမျိုးကိုမလုံးမိအောင်သတိထားကြရတယ်အဲ့ဒါလုံးမိပြီဆိုရင်တော့ဆိုးကျိုးဟာဘယ်မှာပေးတတ်တယ်လဲဆိုရင်ငရဲဘုံမှာဆိုးကျိုးပေးတတ်တယ်တကယ်ဆင်းရဲဒုက္ခအတီးနဲ့ငရဲကိုခံရငရဲဟာအကြီးမားဆုံးဆင်းရဲဒုက္ခဖြစ်ပေါ်ရာနေရာဖြစ်ပြီငရဲတဲ့နည်းနည်းတက်တနာကြတော့တိရစ္ဆာန်ဘုံဆိုတာဒီကနေ့စဉ်းစားကြည့်ပေါ့ဒါမှဒါကြောင့်မို့မြတ်စွာဘုရားတိရစ္ဆာန်လောကကြီးကိုအညမညခာရိကဒုဗ္ဗလခာရိကအချင်းချင်းတပ်ပြတ်စားတာကိုခံရတယ်အားရှိတဲ့အကောင်ကအားမရှိတဲ့အကောင်အနိုင်ကျင့်တပ်ဖြတ်စားနေတဲ့ဘုံဘဝလို့ဆိုတဲ့ကောင်အနိုင်ကျင့်တပ်ဖြတ်စားနေတဲ့ဘုံဘဝလို့ဆိုငရဲပြရင်တော့တိရစ္ဆာန်ဘဝဟာဒုက္ခရောက်တဲ့ဘဝတစ်ခုပဲငရဲတဲ့နည်းနည်းတက်တာပြိတ္တာဘဝစားရမယ်တောင်းရမယ်ဖြစ်တော့လည်းပဲလိုက်လံတပ်ဖြတ်စားတာတော့မခံရဘူးစားရမယ်တောင်းရမယ်ပင်ပန်းပန်းဆင်းရဲရှားပွေစားတော့ရတဲ့ဘုံဘဝငါချက်နိုင်ငါပြတ်ချက်နိုင်ပြတ်စားစရာဆိုလို့ဘာမှမရှိတဲ့ဘုံဘဝမျိုးပြိတ္တာဘဝဆိုတာလေဆိုးရတဲ့ဘဝပဲအဲ့တော့ငရဲတိရစ္ဆာန်ပြိတ္တာလို့ဆိုတဲ့ဒီဘုံဘဝတွေရောက်ကြတာဘာကြောင့်ရောက်ကြလဲလို့ဆိုရင်ကဏ္ဍဆိုရင်မဲညစ်တဲ့အကုသိုလ်ကံတွေလုပ်လို့ကဏ္ဍဝိပါကဆိုမဲညစ်တဲ့အကျိုးကိုခံစားရတာလို့မြတ်စွာဘုရားဒီလိုခေါ်တယ်နောက်တစ်ခုကျတော့မြတ်စွာဘုရားကဒုတိယအမျိုးအစားကိုပါဟောသုက္ကဝိပါကသုက္ကဆိုတာတဘာဝအဖြစ်ဖြူစင်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတယ်ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ကမ္မထဘာဝနာပွားများတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုဟာဖြူစင်လို့သုက္ကလို့ခေါ်တယ်ဖြူစင်တဲ့အကျိုးကိုပေးတတ်လို့သုက္ကဝိပါကလို့မြတ်စွာဘုရားဒီလိုခေါ်တယ်အဲ့တော့သုက္ကဝိပါကလို့ဆိုတဲ့သုက္ကဝိပါကဖြူစင်ကောင်းမြတ်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတတ်တဲ့ကုသိုလ်ကောင်းမှုမျိုးတွေဟာလူတွေမှာချမ်းသာဒုက္ခရရဖြစ်တဲ့လူဘုံတို့ချမ်းသာဒုက္ခရတဲ့နတ်ဘုံတို့နောက်ဆုံးမှာအချမ်းသာဆုံးဘုံဆိုတာအဘဒရဗြဟ္မဘုံတို့ဒီလိုဆိုတယ်နော်ဗြဟ္မဘုံမှာဆင်းရဲဒုက္ခလုံးဝမရှိတဲ့ဘူးသုက္ကဝိပါကဆိုတဲ့အမြဲတမ်းဖြူစင်တဲ့တန့်စင်ဖြူဖွေးတဲ့ကုသိုလ်ကံကိုအကျိုးကိုခံစားရတာတော့တကယ်ကတော့ဗြဟ္မဘုံပဲလို့ဆိုလို့တယ်ပေါ့နောက်တတိယအမျိုးအစားကြတော့ဘာလို့ဆိုရင်အဖြူနဲ့အမဲရောနေပြီးတော့ကဏ္ဍသုက္ကဝိပါကကဏ္ဍသုက္ကဆိုတာအမဲနဲ့အဖြူရောနေပြီးအမြဲနဲ့အဖြူရောပြီးတော့အကျိုးပေးတယ်ဆိုလိုတာအဆိုးနဲ့အကောင်းဆင်းရဲနဲ့ချမ်းသာနှစ်ခုရောထွေးနေတဲ့ဘုံဘဝမျိုးဆိုဘယ်နေရာတွေတုန်းဆိုဘုန်းကြီးတို့အခုတွေရနေတဲ့လူဘဝပဲဖြစ်တယ်ပေါ့လူဘဝဟာစဉ်းစားကြည့်ချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်လူတွေဟာချမ်းသာကြီးနေကြတာမဟုတ်ဘူးလူဘဝမှာဒုက္ခဖြစ်တဲ့အခါရှိပစ္စည်းဥစ္စာချမ်းသာတာကိုပြောတာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့
ပစ္စည်းဥစ္စာချမ်းသာတာမချမ်းသာတဲ့လူခန္ဓာကိုယ်မှာချမ်းသာတဲ့အခါချမ်းသာတယ်မချမ်းသာတဲ့အခါမချမ်းစိတ်ချမ်းသာမှုရတဲ့အခါရတယ်မချမ်းသာတဲ့အခါမချမ်းလူတွေမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဆိုတာဒုက္ခဒုက္ခဆိုတာတလှည့်စီလို့ကြုံတွေ့နေရတယ်လောကရန်ရဲ့ကြည်စားရဖြစ်တဲ့ပုံမွားဖြစ်လို့လူပုံဟာအဖြူအမဲကုသိုလ်အကုသိုလ်ရောထွေးပြီးတော့လှုပ်ထားလို့ကုသိုလ်အကုသိုလ်ရဲ့အကျိုးနှမျိုးလုံးပေးတဲ့ပုံမျိုးလို့သူတို့ဆိုတယ်နောက်နံပါတ်၄အမျိုးအစားကြတော့ဘာလို့ဆိုရင်အကန္နအတုက္ခအကန္နအတုက္ခ negative နဲ့အကန္နအတုက္ခဆိုတာမဲလဲမဲတာမဟုတ်ဖြူလဲဖြူတာမဟုတ်ဘူးအကန္နအတုက္ခဝိပါကမဲတဲ့အကျိုးလည်းမဟုတ်ဘူးဖြူတဲ့အကျိုးလည်းမဟုတ်ဘူးအဲ့ဒီကံမျိုးကကမ္မခရာယတံဝတ္တတိကံတရားတွေကိုကုံသွားစေတတ်တဲ့စတုထအမျိုးအစားလို့မြတ်စွာဘုရားကံ၄မျိုးကိုဒီလိုဟောထားတာရှိတယ်အဲ့ကံ၄မျိုးကိုမှတ်သားထားဖို့လိုအပ်တယ်အဲ့တော့နိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်ဟာစတုထအမျိုးအစားမျိုးကံမျိုးဆောင်ရွက်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်ကံကိုဖယ်ရှားနိဗ္ဗာန်သွားဆိုကံမကုန်ရင်နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးကောင်းတဲ့ကံပဲဖြစ်ဖြစ်ဆိုးတဲ့ကံပဲဖြစ်ဖြစ်ကံတရားတွေရှိနေသမျှကာလပတ်လုံးတန်တရားထဲမှာရှိနေဥမှာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းကြတယ်အဲ့ဒီနိဗ္ဗာန်သွားဖို့လုတ်တဲ့ကံတွေဟာဥတည်ချက်ချင်းกว่าတန်တရားထဲမှာဥတည်ပြီးတော့လုတ်တဲ့ကံကတော့တန်တရားထဲမှာပဲအကျိုးပေးကောင်းတဲ့ကံပဲဖြစ်စေတန်တရားထဲမှာပဲဥတည်အဲ့ဒါကိုပဲစာပေကျမ်းကမှာဝတ္တနေတိတလို့ခေါ်တယ်လူဘဝရဖို့နတ်ဘဝရဖို့ချမ်းသာကြွယ်ဝဖို့ဖြစ်လျက်ဘဝမှာအစဉ်ပြေဖို့ဆိုတဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့လှုပ်တဲ့ကုသိုလ်တွေမှန်သမျှတန်တရားမှာပဲအကျိုးပေးလို့ဝတ္တနေတိတလို့ခေါ်တယ်ဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုလို့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဒါနလုပ်တယ်သီလလုပ်တယ်ကမ္မဋ္ဌာန်းဘာဝနာအထုတ်တယ်ဥတည်ချက်ကနိဗ္ဗာန်ကိုထားတယ်ဆိုလို့ရှိရင်အဲ့ဒီဥတည်ချက်ထားတဲ့အတိုင်းဝိဝတ္တနေတိတနိဗ္ဗာန်ကိုရည်စူးပြီးတော့လုပ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်သူဟာကံတစ်ခုအနေနဲ့ဖြစ်တော်လည်းပဲအဲ့ဒီကံဟာကံတရားတွေကုံဆုံးမှုအတွက်ထောက်ကူဖြစ်လာမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကံကိုဖယ်ရှားနိုင်ဖို့အတွက်ထောက်ကူဖြစ်လာအဲ့တော့ကံကိုဖယ်ရှားဖို့ဆိုတဲ့နေရာမှာလည်းစဉ်းစားကြည့်ပထမကအကုသိုလ်ကံတွေကိုဖယ်ရှားလူတိုင်းသဘောပေါက်တယ်အကုသိုလ်ဆိုတာမလုပ်ရအကုသိုလ်ကိုပဟာတ္တပလို့ခေါ်တယ်ဖယ်ရှားထိုက်တဲ့သို့မဟုတ်ဖယ်ရှားခြင်းခံရတဲ့အလုပ်မျိုးလို့ဆိုလို့ကုသိုလ်ကြတော့ပဟာယကလို့ခေါ်တယ်ဖယ်ရှားတတ်တဲ့တရားကံတစ်ခုကိုကြည့်မယ်ဆိုရင်အကုသိုလ်ကံဒီအဖယ်ခံရတယ်ကုသိုလ်ကံဒီဖယ်ရှားတတ်တယ်အဲ့တော့နိဗ္ဗာန်ရဖို့လေကုသိုလ်ဆိုတာလောက်ရတယ်သို့တော့ကုသိုလ်ချင်းတူတော်လည်းပဲနိဗ္ဗာန်ရဖို့ကုသိုလ်ကြတော့ဝိဝတ္တနေတိတလို့ဆိုရယ်ကုသိုလ်ဖြစ်ဖို့လိုတယ်တန်တရားထဲမှာအကျိုးပေးတဲ့ကုသိုလ်ကြတော့ဝတ္တနေတိတကုသိုလ်လို့ခေါ်တယ်အဲ့တော့ကုသိုလ်ကိုနှမျိုးခွဲပြီးတော့မှတ်ရနှမျိုးခွဲမှကံတွေကိုတိုးပွားလောက်အောင်လုပ်တဲ့ကုသိုလ်ကတစ်မျိုးကံတရားတွေကိုဖယ်ရှားနိုင်တဲ့ကုသိုလ်ကတစ်မျိုးလို့ဒီလိုနှမျိုးခွဲခြားမှတ်သားထားပြီးတော့ကံတရားကိုဖယ်ရှားနိုင်တဲ့ကုသိုလ်မျိုးဆိုဒီမှာအကန္နအတုက္ခဖြူလဲမဲလဲမမဲဖြူလဲမဖြူအကန္နအတုက္ခဝိပါကအကျိုးတရားအနေနဲ့လဲမမဲမဖြူအကျိုးကိုပေးပြီးကမ္မခရာယတံဝတ္တတိကံတရားတွေကုံမှုအတွက်ထောက်ကူဖြစ်မယ်ဟောတယ်လို့နာ